Halo, siapa pertama siapa bang dulu bang dulu, lalu kunci itu siapa yang siapa dia, kamu jangan ucap siapa tu. 需要一啥呀？媒体是太有的啊！你要么的市场上少少鱼，你的上场拉得到干嘛？俺们同类搞光了啊，好看一点七八个。需要一啥呀？媒体是太有的，地图要讲话这里五湖三年的话，俺们是俺们的做的呀，一路怎么样？这种人的话。 မြန်မာပြည်နဲ့ရဲ့တိုင်းတိုင်းပြည်ပြည်မှာကြွရောက်လာကြကုန်သောဆရာဆရာမအပေါင်းသူတော်ကောင်းတို့သည်တနစ်ကာကာလဘလို့ကျေးဇူးရှင်အဖကျေကြီးဥပုသ္စာကြီးအပေါ်မှာတော့၎င်းအမိဆရာမကြီးအမေတော်တီတာအေးတို့အပေါ်မှာတော့၎င်းကာယကဝစီကမနောကအပြည့်များရှိခဲ့ကြပါသည်၎င်းကာယကဝစီကမနောကအပြည့်မှန်များလို့အားအတိတ်အနာဂတ်ပြစ္ဆုတ်တာကာလသုံးပြစလုံး ခွင့်လို့ရင်းလက်တော်မူပါရဲ့စုံစေပြထိတ်မှာငိုးရရှစ်ခိုးဘူးဒီတောင်းမှန်ကြောအပ်ပါသည်ကြီးစုရှင်အဖကျေကြီးဥပုဆိုင်နဲ့အမေးဆရာမကြီးတော်တရားကြီးတို့ခမညာဥဆုံးကြီးကြောလိုက်ကြပါဘူပေါင်းတော်ရနဲ့86ပေါ့ဒီနေ့တော့လာပြီးကျော်ရှိရင်အာစရိယကတော့ဝဲဒီလိုရှာဖားဆော်ကြီးတိုင်းတော်ကျုပ်ဥတင်တောင်ရှိစဉ်ကာလလည်းဘယ်လိုပဲမူမပြည့်ကျင့်ပါကြရပါပထမနေ့ကတော့ဗုဒ္ဓပုဂ္ဂိနိယပွဲဒုတိယနေ့ကအာစရိယကတော့ပွဲဘယ်လိုတွေပဲကျင့်ပါကြရအဲ့တော့မာတတိလုံးအနေပြီးဒီမှာတော့လာကြကုန်တော့ဘယ်သာသမီမိမိအားလုံးအပေါင်းနဲ့ဘုန်းနဲ့တော့ကြံရှိနေကြကုန်တော့နေအသီးသီးမှာကြံရှိနေကြကုန်တော့တပိသာသမီမိမိအားလုံးအပေါင်းတိုင်းနိုင်ငံအသီးသီးမှာရောက်ရှိနေကြကုန်တော့တပိသာသမီမိမိအားလုံးအပေါင်းအခုဆရာကြီးအောင်မြင်မှုနဲ့တော့ပညာကြီးကိုမောင်နှမအားလုံးအပေါင်းလုံးမှာနေပြီးတော့မိမိတိုင်းတော်နဲ့မိမိဆရာကြီးဆရာမကြီးတို့ကာယကံဝစီကံမနောကံတဏိတကာလအပြည့်ဖွင့်တောင်းတာဟုတ်ရဲ့လားဆရာကြီးကလည်းဖွင့်လို့ပါပဲဆရာမကြီးတို့လည်းဖွင့်လို့ပါလောကလိုပဲမိမိတို့ရဲ့တပည့်သာသမီမိမိတို့ကိုသင်တင်ဆုံးမဩဝါဒပေးတဲ့အခါမှာမိမိတို့စိတ်နဲ့မကြိုက်တဲ့စကားတွေလည်းရှိပါလိမ့်မယ်မိမိတို့စိတ်နဲ့ဟောယောကံမသိတဲ့စကားတွေလည်းရှိပါလိမ့်မယ်ဘလို့မကန့်တဲ့စကားတွေအလောကံမသိတဲ့စကားတွေရှိခဲ့လို့ရှိရင်လည်းဆရာကြီးနဲ့ဆရာမကြီးပေါ်အားလုံးတတိသာသမီရဲ့ဖွင့်လို့ကြပါအဲ့တော့တတိတွေရဲ့အပြစ်ကိုလည်းဆရာကြီးကဖွင့်လို့တယ်ဆရာမကြီးတို့ကဖွင့်လို့တယ်ဆရာကြီးတို့ဆရာမကြီးတို့မှရှိတဲ့အပြစ်တွေကိုလည်းဖွင့်လို့တယ်ဆိုတော့တို့အပြစ်ကင်းစင်မသွားကြဘူးလားကင်းစင်ဒီအပြစ်ကင်းစင်သွားပြီဆိုတော့သူရှိဆက်ပြီးတော့ခိုင်းတော်ကြီးကိုပွင့်လန်းအောင်မုံနဲ့ဆိုကြပါဆောင်ရွက်လို့မရဘူးလားရပါဘူးဆောင်ရွက်လို့ရသွားပါပြီဒီကဲတော့အခုဆရာကြီးဦးမြောင်တို့စမ်းပြီးတောင်းတိုင်းတော့နော်ဟိုပြင်လောင်းမရှိတဲ့တကြီးတွေကအဓိကပေါ့တောင်ကြီးတို့ဒီဘက်ကအောင်မန်းတို့ဟုတ်လားနော်ဒီပြစ်တို့ဟုတ်လားအဲ့ဒီနောင်တရားတို့ဒီမှာရှိတဲ့တကြီးတွေဟုတ်လားလူရှမ်းပြည်ကတကြီးတွေရတယ်ပြီးတော့ယခုကဲသူတို့ရဲ့ဝတ်စုံတွေပေါ့တရားဖြစ်ပြောရင်ဒါပအိုးဝတ်စုံခေါ်မှာပေါ့နော်ဒါဆရာကြီးရဲ့သဘောကျပါလေသဘောကျတယ်ဆိုတော့အဲ့ဒီမှာရောက်တော့လည်းဝတ်ခဲ့ဘူးလေတကြီးတွေဆင်ရင်ပေးလို့အဲ့တော့ရှမ်းပြည်ကအေးတယ်ဆိုတာဆရာကြီးတို့ပြင်တာတကူလာဆိုပြောရမယ်ဆိုရင်တော့တို့စီမှာတော့အပူဆုံးအဲ့ဒီမှာတော့တက်တာတဲ့အချိန်9012နာရီစောင်းပြီးခေါင်းအော်ဒီပြောမှဆိုရင်တော့ဒီလူကောင်းတွေပေါ်စောင်းပြီးအုပ်ထားတာတကူလာနေ့12နာရီမှာညမဟုတ်ဘူးနေ့12နာရီကိုတို့စီမှာပူးလောင်ပက်လက်ကိုလမ်းနေတာဟုတ်လားပုံမှာပဲနဲ့တော့အေးတယ်ကစုံလာကြတင်းလို့မရဘူးတဲ့ရည်ရည်တဲ့
ဟုတ်လားခဲတယ်ပေါ့နောက်ဆုံးပြီးမိုးတွေလည်းရွာတယ်ပေါ့အေးကြီးများတယ်ပေါ့နော်ဒါလည်းတခြားမပေါ့ဘူးအခုလို့တော့ဂိုင်းတော်ကြီးဂုံရှိဘူးလားအဲ့လိုဂိုင်းတော်ကြီးဂုံရှိအောင်လုပ်ပြီးတယ်ဆရာကြီးတို့လည်းဝင်ပါပါတယ်အားလုံးခုပမာပြီးအပြီးတရားရဲ့ရောက်တဲ့ဆရာမလည်းပြီးရတယ်ဟိုကချင်းနေလည်းရှိတယ်ချင်းနေလည်းလာလို့မရဘူးအကြောင်းကြောင့်လာမရဘူးအချိန်ခါကောင်းရင်တော့ရပါရှင်းလို့ဘောကားတို့ဒီချင်းနေလည်းဝညအကတွေပါနေနဲ့ပေါ့နော်တော့ရှမ်းအဖွဲရှိတယ်ဖတ်ချူကတော်ညိုတို့အဖွဲတို့ကတော့အရင်ကရှမ်းအကတွေတော့ဖြော်ပြီးခဲ့တာပါဟုတ်ရဲ့လားဒီမှာတော့တိုင်းရင်းသားလူမျိုးပေါင်းစုံပေါ့နော်အခုသိန်း150လူတယ်ဆိုတော့တခြားမဟုတ်ဘူးအစ္စလမ်မြဗုဒ္ဓဘာသာမဟုတ်ဘူးဘောပေါက်လားမသိဘူးတို့ဗုဒ္ဓဘာသာတွေသိန်း150လူကိုလွဲလားဟုတ်ပဲအစ္စလမ်ကထားတူတာဟုတ်လားဒါစိရှိတယ်တို့တိုင်းကအစ္စလမ်ပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်တို့ကုသမပေးဘူးလားလူမျိုးမေးပါပါပြီးကုသပြီးတော့ပျောက်တော့ကိုယ်ဒိုင်းကိုမကြည်ညိုဘူးလားဒါကြည်ညိုလို့တူတာဒီဖျားမှလို့ပြည့်စက်ပြီးတယ်အကုန်လုံးသူတို့ဥကြော်ထွေးမောင်တော်စုဝတီတွေသူတို့လှူထားတာသူတို့ရဲ့စန္ဒလေးတွေပေါ့နော်ဂိုင်းမှာဒါဘလို့ပါရမီရှင်တွေဟုတ်လားနော်စေနာရှင်သဒ္ဒရှင်တွေဘလို့ပေါ်ပေါက်လာတာဝန်တာရပါပဲအခုလည်းဟောင်းဆောင်ဆရာကြီးဥစည်းပြီးတော့တနစ်တာကာလအတွင်းမိမိတို့ကတော့ဝဲနဲ့ဒီမှာကြောကြတဲ့အခါကျတော့ဆိုကြပါလို့ကိုယ်နေရာလေးကိုထိုင်ပြီးကြောလိုက်ပေါ့ဟုတ်လားဒီမှာမန္တလေးမှာတော့အဲ့လိုဖွဲ့ချင်းကြောလာဒီမှာတော့တခါလူထားလိုက်အောင်အိုးယုံနောက်ဖွဲ့လာအောင်ဆိုလို့ဘလို့ဖြစ်မှာသိုးလို့နော်အဲ့တော့ဒီကိုယ်နေရာကိုထိုင်လိုက်ပါဖွဲ့ချင်းဥဆောင်ဆရာလာဆိုတော့ရှိရနေပြီးတော့ကာကံဝစီကမနောကံတောင်းမှမှာလို့ဆရာကြီးတို့ကနေပြီးတော့ရန်နေပြီးတော့ဖွင့်လို့ဟုတ်လားစုပေးမယ်ဒါပြီးလို့ရှိရင်ရွှေမိုးမွေဘူးရွာမှာဒီပိတ်ချင်းရွာမှာတော့ဆရာဥပ္ပဇုံတော့အညတရားပွဲဒီမှာအညတရားပွဲပြီးတော့ရွှေမိုးမွေဘူးရွာမှာနော်ညမှာလည်းနုလိုကြဆရာကြီးဆုံးမဩဝါဒပြီးတဲ့အချိန်မှာရွှေမိုးမွေရွာပါလိမ့်မနေ့ကဘုရားအနေစာတင်ပြီးလေရွှေမိုးမွေဘူးအကြီးကျယ်ရွာရောက်မှာပါဘယ်တော့ရွာမယ်လို့တော့မပြောဘူးပြောရင်လူတွေမနိုင်မဲနေမှာဆိုလို့ဟုတ်လားနော်ရွှေမိုးမွေညမှာအကြီးဒီနေ့ညရောနေ့ကဘုရားအနေစာတင်ပြီးတော့အကြီးကျယ်ရွာပါလိမ့်ဆရာမတွေအဲ့ဒီမိုးမူလေးဟလားကွန်ပျူတာလေးဟလားခံယူပြီးတော့စားတော့ပြီးမှပြန်ကြပေါ့မနေ့9နာရီဝဲအနေကစားပြန်မှာစောစောလေးထားကြလူကြ9နာရီဝဲအနေကစားပြန်ပြီး6နာရီနဲ့6နာရီဝဲမှာဆွမ်းကတ်နေတာ6နာရီနဲ့6နာရီမှာ6နာရီဖွဲ့ပြီးစားတော့ပြန်ကြပေါ့ပြန်မဲ့ဆရာမတွေနည်းနည်းလုံအားပြီးမဲ့ကိုကြာအောင်ဒီသဘောလေးရှိတာအခုတစ်ခါပဲစုံလုံးပြောထားလိုက်တာနော်စုပြီးလိုက်တယ်နော်လက်ဖုတ်ခဲ့သူဒီကာလအတွင်းရသသမီးမိအားလုံးအပေါင်းတို့မှာမိဆရာကြီးရဲ့ဆရာမကြီးအပေါ်အာကံပစီကမနောကအဖြစ်ကိုဖွင့်တောင်းတာလို့ဖွင့်တောင်းရတဲ့အတူအားကြောင့်ဘရောတော့အတူအားကြောင့်ကျွန်ုပ်တို့ဒီနေ့ဒီချိန်ဒီကာလမှာ